Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ AI for Business Lesson 3ဖြစ်ပါတယ်တခုကျွန်တော်ကြိုပြီးတော့တောင်းပန်ချင်တာလေးတခုကဒီကြားထဲမှာကျွန်တော်ရဲ့ laptop ကrecording နေရာမှာ error လေးတွေတက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးတွေနောက်ကျခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့social media မှာပဲဖြစ်ဖြစ်ကျွန်တော် class မှာပဲဖြစ်ဖြစ်လာရောက် join နေတဲ့လူတဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ရဲ့ဗီဒီယိုလေးတွေနောက်ကျခဲ့ရခြင်းအတွက်ကျွန်တော်အရင်ဆုံးတောင်းပန်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့သင်ခန်းစာလေးကိုစရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့တင်သွားမယ့်ခေါင်းစဉ်က AI ကိုဘယ်လိုလူမျိုးတွေသုံးပြနေလဲဘယ်လိုမျိုးလူမျိုးတွေအတွက်ပို့ပြီးတော့အသုံးဝင်လဲလက်ရှိဘယ်လိုတွေသုံးနိုင်လဲအဲ့လိုတွေသုံးနိုင်ဖို့အတွက်ဘယ်လို skill တွေလိုအပ်လဲဆိုတာတွေကိုကျွန်တော် AI trainer တယောက်အနေနဲ့ကျွန်တော် AI ကိုက်နေတဲ့လူတယောက်အနေနဲ့ပြန်လည်ပြီးတော့ sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ရအောင်ပထမဆုံးကျွန်တော်တို့AI ကိုလက်ရှိမှာအသုံးပြုနိုင်တဲ့လူအလုပ်တစ်မျိုးကတော့ copywriter တွေဖြစ်တယ် copywriter တွေအနေနဲ့ဘယ်လိုမျိုး skill တွေလိုအပ်မလဲဘယ်လိုမျိုး automate test တွေ automatic process တွေလုပ်နေလဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်ကြရအောင်ပါ copywriter တယောက်အနေနဲ့ automate test တွေကဘယ်လို test တွေလုပ်နိုင်လဲဆိုတော့ AI ကိုသုံးပြီးတော့ generating basic article အခြေခံ articleဒီရာကိုသုံးတဲ့နေရာမှာအရေးကြီးတာတစ်ခုရှိပါတယ်သူကကိုကဘယ်အကြောင်းအရာကိုရေးမှလဲဘယ်အကြောင်းအရာအတွက်ခေါင်းစဉ်လိုအပ်တာလဲကိုသိဖို့လိုအပ်ပါတယ်ပြီးတော့တချို့သောလုပ်ငန်းခွင်တွေတချို့သော influencer တွေမှာလည်းbasic article တွေ basic caption တွေပြီးရင်ဘယ်လို hashtag တွေမျိုးနဲ့တွဲတင်ရပါတွေကို analyze လုပ်ပြီးတော့သုံးရတာတွေရှိပါတယ်ဆိုတော့အဲ့ဒါတွေလည်းနောက်မှာကျွန်တော်တို့ digital marketing သုံးပြရဲ့လူတယောက်အနေနဲ့ဆက်လက်ပြီးဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လက်ရှိခေါင်းစဉ်ကိုပဲသွားကြရအောင်ပါပြီးရင် rewriting content နဲ့ rewriting content ကတော့မြန်မာပြည်မှာတိတ်ပြီးတော့အဆင်မပြေတော့သေးဘူးသူကတော့grammar fit တွေ sentence error fit တွေသုံးပြလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းတခါလေအဲ့လိုဒီလက်ရှိ presentation file မှာလည်းကျွန်တော်ကတချို့နေရာတွေမှာကျွန်တော်ကပြန်ပြီးတော့rewrite လုပ်တဲ့အခြေအနေတွေရှိရဲဘယ်လိုဆိုတော့ကိုယ်တိုင်လည်းသုံးပြနေမှနောက်လူလိုက်သုံးဖို့နောက်လူဒါသုံးပါလုပ်ဖို့အဆင်ပြေမှာဟုတ်ဆိုတော့လက်ရှိdesign တွေပြီးရင်လက်ရှိကျွန်တော် background music လေးပါတယ် background music ကိုလည်း AI ကိုကျွန်တော် recommend ပေးခိုင်းထားတာဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးသွားကြရအောင်ပါ summarizing information တွေကို summarize လုပ်တဲ့နေရာမှာလည်းအသုံးပြုပါတယ် copywriter တယောက်အနေနဲ့မိမိရဲ့ product တွေမိမိ product ကဘယ်လိုကောင်းကြောင်းကြီးပဲပြောလို့မရပါဘူးဒီ information တွေကနေပြီးတော့ဘယ်အကြောင်းအရာတွေကလူကြိုက်များလဲလက်ရှိဘယ်အကြောင်းအရာတွေက trend ဖြစ်နေလဲအဲ trend ဖြစ်နေတဲ့အကြောင်းအရာနဲ့မိမိရဲ့ product မိမိရေးမဲ့ product ရဲ့ဘယ်အကြောင်းအရာသွားကိုက်မိလဲဆိုတာကို summarize လုပ်ရပါတယ်ဒီဟာကတော့ summarize ထက် analyze ပိုင်းကိုကြပါတယ်တကယ် analyze လည်းသုံးလို့ရပါ analyze လုပ်မှုအတွက်ကတော့AI ကောင်းလေးရှိပါတယ်ဒါတော့နောက်မှာကျွန်တော်နောက်လာမယ့်ဗီဒီယိုကိုတစ်ချက်စောင့်ကြည့်ပေးပါကျွန်တော် AI တစ်ခုချင်းစီဘယ်ဟာကောင်းလဲဘယ်ဟာဘာတော့မကောင်းဘူးဆိုတာဆက်ရှင်းပြဖို့ရှိပါတယ်ဆိုတော့ human role ဆိုတာက human အနေနဲ့လူတယောက်အနေနဲ့ AI ကိုဘောက automate test တွေလုပ်ဖို့အတွက်လူတယောက်အနေနဲ့ဘာတွေလိုအပ်လဲဆိုတာကိုပြောတာဖြစ်ပါတယ် crafting original ပြီး engaging ကောင်းရှိဖို့လိုတယ်ပြီးရင်ဒီ content style တွေဒီလက်ရှိကျွန်တော်ပြနေတဲ့ဟာတွေက content style တွေ storytelling ဆိုတာလည်း content style ပဲဒီ content style တက်ရှိတယ်how to write storytelling ဆိုပြီးတော့ကျွန်တော် Udemy မှာဆိုရင် sorry ပါ Udemy မှာဆိုရင်ကျွန်တော်တို့တင်ရပါတယ်ပြီးရင် brand voice development ဒီဟာကကြတော့ကျွန်တော်ထင်တယ် AI နဲ့ voice cover တွေလုပ်တဲ့ဗီဒီယိုမျိုးတွေမှာအသုံးပြုတာများပါလိမ့်မယ်ပြီးရင် skill to develop ဘယ် skill တွေလိုရလဲကျွန်တော်တို့ခဏပြောတဲ့ copywriter တွေဒီ AI ကိုအသုံးပြုဖို့အတွက်ဘယ် skill တွေလိုရလဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့ creativity လိုအပ်ပါတယ်သူ့ရဲ့ပုံဖော်နိုင်စွမ်းသူဘယ်လောက်ထိ creative လုပ်နိုင်လဲ creative ဖြစ်နိုင်လဲဆိုတာကိုမူတည်ပါတယ် creative ဖြစ်ဖို့အတွက်ကတော့သိကြတယ်သူရဲ့ research skill ကောင်းဖို့လိုတယ် SEO knowledge ကောင်းဖို့လိုတယ် audience engagement တွေကောင်းရှိဖို့လိုအပ်ပါတယ်ဒါမှဒါသူကသူ့ရဲ့ဘယ်အတွေ့အကြုံပေါ် experience ပေါ်မူတည်ပြီး research လုပ်သွားမယ်ပြီးရင်ထပ်ပြီးတော့
knowledge တွေလေ့လာနေမယ်ဆိုမှဒါလျှင်သူရဲ့ skill တွေက develop ဖြစ်လာမှာဖြစ်ပါတယ်နောက်တစ်မျိုးက designer တွေပါပဲ designer တွေက automate step တွေဘယ်လိုမျိုးသုံးလို့ရလဲဆိုတာကဒီဟာကကြတော့ဒီ basic တွေဖြစ်ဖို့များပါတယ် generating design variation တွေကို design outline တွေပေါ့ sketch တွေပေါ့ဒါမျိုးတွေကိုသူကအရင်ဆုံး generate လုပ်လို့ရတယ် AI နဲ့တချို့ဆိုရင် TikTok မှာရှိတယ်နော်DJ ရဲ့beat တွေကို AI ChatGPT ကနေပြီးတော့ beat တွေထုတ်ခိုင်းပြီးတော့အဲ့ beat တွေကို video ပြန်တင်နေတဲ့ influencer တယောက်ရှိတယ်ကျွန်တော်နောက်ကြရင်တော့ကျွန်တော်သူ့ရဲ့ video လေးတွေကိုပြန်ဖွင့်ပြပါမယ်လောလောဆယ်တော့ဆက်သွားရအောင်ပါပြီးရင် creating simple element တချို့သော element တွေတချို့သော pattern တွေကို AI နဲ့လုပ်လို့ရပါတယ်နောက်တစ်ခုက format adaptation ဒါတွေကတော့ကျွန်တော်က designer တယောက်မဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် designer တယောက်လောက်တော့ရှင်းပြနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီလိုနေရာမျိုးတွေမှာအသုံးဝင်ပါတယ်နောက်တစ်ခုသွားကြည့်ရအောင် human role အနေနဲ့ human အနေနဲ့ဘာတွေလုပ်ဖို့လို့လဲ AI နဲ့ collaborate လုပ်ပြီးတော့ကျွန်တော်တို့အဆက်ဆက်ဆုံးကျွန်တော်တို့သင်ခန်းစာတွေမှာ AI နဲ့ဘယ်လို collaborate လုပ်ရမလဲဆိုတာတွေကိုသင်ပေးခဲ့ပါတယ်ဆိုတော့အဲ့လိုသင်ပေးခဲ့တဲ့အထဲမှာလည်းကျွန်တော်တို့ကလူတွေက soft skill တွေလေ့လာဖို့လိုတယ် soft skill တွေနည်းနည်း develop ဖြစ်ဖို့လိုတယ်ပေါ့ဒါမျိုး develop ဖြစ်ဖို့အတွက်ဒီ human အနေနဲ့ဘာတွေလုပ်ရမလဲဆိုတာဟာကိုrecommend လုပ်ထားတာဖြစ်ပါတယ် developing creative concept တွေအများနဲ့ develop ဖြစ်နေဖို့လိုပါတယ် designer တယောက်အနေနဲ့ပို့ပြီးတော့လိုအပ်ပါသေးတယ်တချို့ designer တွေဆိုရင်ဘယ်လိုပြောရမလဲ design တွေကကျွန်တော်တို့သိတဲ့design တွေကိုတော်တော်အမျိုးအစားများပါတယ်ဆိုတော့နောက်ထပ် traditional တွေလည်းရှိရပြီးရင် kit board တွေကိုလိုက်ရမယ်ပြီးရင်ဒါကကို designer တယောက်ကတိုင်ရအပိုင်းရှိပါတယ်တချို့ကြတော့ဒီဘိုင်းကိုပိုင်တယ်တချို့ကြတော့casio ဘိုင်းကိုပိုင်တယ်ပေါ့ကျွန်တော် sorry ပါကျွန်တော်အဲ့ဘက်ဘိုင်းကကျွန်တော် spelling တွေကကျွန်တော်ကောင်းကောင်းမရပါဘူးဆိုတော့အကယ်၍ marketing ရှိတော့ကျွန်တော်ကိုထောက်ပြပေးပါလို့ကျွန်တော်ဒီနေရာကနေမြစ်တာရက်ခံပါတယ်ပြီးရင် considering casual ကျွန်တော်ပြောခဲ့ပြီး casual ကိုဘယ်လိုမျိုးသူလေ့လာမလဲပြီးရင် emotional concept တွေနဲ့ဘယ်လိုမျိုးပေါင်းမလဲဒါကြီးက designer တယောက်တဲ့အရေးကြီးတဲ့အပိုင်းတွေလို့ကျွန်တော်ထင်ပါတယ်ပြီးရင် client interaction client ရဲ့feedback တွေကိုသူကောင်းကောင်းနားလည်ဖို့လိုပါတယ်ကျွန်တော်ထင်တယ်ဒီဟာကအင်္ဂလိပ်နဲ့တည်းမပြန်လိုက်ဘဲနဲ့ကျွန်တော်ရဲ့အတူအနေနဲ့ပြန်ပြီးပေါင်းကြည့်မယ်ဆိုရင်client ရဲ့ reaction ကိုလေ့လာဖို့လိုပါတယ်ပြီးရင် client psychology လေ့လာဖို့လိုပါတယ်ပြီးရင် expert evaluation or design evaluate ဘယ်လိုဖြစ်သွားလဲဆိုတာကို expert ဖြစ်နေဖို့လိုပါတယ်ဒါမှဒါ beginner designer တယောက်အနေနဲ့ AI သုံးပြီးတော့ design တွေဖန်တီးလို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့expert တယောက်သုံးသွားတာနဲ့တော့ဘယ်လိုတူမှာလဲเนาะဒါကြောင့်လည်းလက်ရှိလူတွေကဘယ်လိုပြောမလဲ expert တွေကိုကျွန်တော်ထားပါတော့ကျွန်တော်ပြောရနည်းနည်းလေးရှုပ်သွားမယ်နဲ့တူပါတယ်ကျွန်တော်ဆရာတယောက်ပြောရကြားဘူးတယ်ကိုမကျွမ်းကျင်တဲ့ຢာတွေကို professional လက်ထဲထည့်လိုက်တာပို့ပြီးတော့ကောင်းပါတယ်ဒီစကားလေးအတိုင်းပါပဲ expert တွေသုံးတာနဲ့ beginner တွေသုံးတာနဲ့ကတူမှာမဟုတ်ပါဘူးဆိုတော့ဆက်သွားကြည့်ရအောင် skill to develop ပုံမှန်တိုင်းပါပဲ skill to develop ကတော့လိုအပ်ပါတယ်ဘာလို့လိုအပ်တုံးဆိုတော့ခဏ content writer နဲ့အတူတူပါပဲ creativity ကောင်းရမယ် research skill ကောင်းရမယ် SEO knowledge ကောင်းရမယ်ဒီနေရာမှာ research skill က designer တယောက်အနေနဲ့အရေးကြီးမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးရင် audience engagement ကောင်းရပါမယ်လက်ရှိကျွန်တော်တို့တင်ခဲ့တဲ့အထဲမှာ AI ရဲ့ premium version တွေကိုဝယ်စင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့Telegram channel လေးရှိပါတယ်ပြီးရင်ကျွန်တော်တို့ Facebook page လေးရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ AI အတွက် premium version လိုချင်ပါတယ်ဆိုပြီးတော့တစ်နှစ်စာဖြစ်စေတစ်လစာဖြစ်စေသုံးလစာဖြစ်စေလာရောက်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့သင်ခန်းစာကိုဆက်သွားလိုက်ရအောင်နောက်တစ်ယောက်က marketer ဖြစ်ပါတယ် marketer ကအဓိကအားဖြင့်လက်ရှိကျွန်တော်တို့ဒီရာစုနှစ်မှာ digital marketing ကိုပို့ပြီးတော့အားစိုက်လာတယ်digital marketing မှာလည်းကျွန်တော်လေးစားရတဲ့လူတွေရှိပါတယ်ထားပါတော့example ပြောရရင်ဘယ်လိုလဲသိမယ်ထင်ပါတယ်ကျွန်တော်ကို fight ကျွန်တော်ရမ်းအားကြပါတယ်ဘာလို့ဆိုတော့သူ့ရဲ့ marketing style ကကျွန်တော်တော်တော်လေးအံ့ဩရတဲ့အထဲမှာပါတယ်ပေါ့သူရဲ့ marketing plan တွေဘယ်လိုချလဲဘယ်လိုလုပ်လဲဆိုတာတော်တော်လေးအံ့ဩရပါတယ်အကယ်၍လူကြီးမင်းတို့လေ့လာနေတယ်ဆိုရင်တော့ကို fight ရဲ့ TikTok မှာတွားပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ဒါမဲ့သူက boss နော်
CEO เนาะသူက digital marketer မဟုတ်ဘူးဒါပေမဲ့သူရဲ့ marketing strategy ကိုကျွန်တော်ကြိုက်တယ်လို့ပြောရပါ automate step တွေအနေနဲ့ဘယ်လိုလုပ်အောင်လုပ်ဆိုတော့ post တွေဘယ်ချိန်မှတင်ရမလဲဘယ်ချိန်ဒီလူတွေရဲ့စိတ် school စိတ်တန်းဘယ် post မျိုးနဲ့ဘယ် content မျိုးနဲ့ like မလဲဆိုတာတွေကိုအချိန်ကြာဆွဲလို့ရပါတယ်ပြီးရင် basic hashtag research အရင်ရေးကြည့်ပါတယ် Telegram ဆိုတာကထားလိုက်ပါအောင် Facebook ဆိုမှာ Facebook မှာ hashtag သုံးပါတယ်ပြီးရင် IG အရင်ရေးကြည့်တယ် IG မှာက hashtag ကောင်းကောင်းသိထားရင် hashtag နဲ့ရှာတတ်သွားရင်အရင်အသုံးဝင်ပါတယ်ဆိုတော့နောက်တစ်ခုဆက်ကြည့်အောင် generating caption တွေကို AI အနေနဲ့ခဏလည်းကျွန်တော်ထည့်ပြောခဲ့ပါတယ် caption တွေကို AI အနေနဲ့လုပ်လို့ရတယ်maybe ပို့ပြီးတော့ကောင်းတာလည်းဖြစ်နိုင်တယ်လူတွေအနေနဲ့ human တွေအနေနဲ့ကတော့ဆက်ပြီးတော့ decision ချဖို့လိုအပ်ပါသေးတယ် AI က recommendation နဲ့ပေးဖို့လက်ရှိအနေမှာဖြစ်နိုင်နေတာပါဆိုတော့ဆက်ကြည့်အောင် human အနေနဲ့ဘယ်လိုအခြေအနေမျိုးတွေမှာပဲဆက်ပြီးတော့လေ့လာဖို့လိုသေးတယ်ဆိုတော့ content strategy အရင်ကြီးကြီးတယ်ကျွန်တော်လည်း content writer အနေနဲ့အလုပ်လုပ်ဖူးပါတယ်ကျွန်တော် content writer တယောက်အနေနဲ့ဒီစာရေးပြီးတော့ brand တချို့ brand တွေနဲ့အလုပ်လုပ်ခဲ့ဖူးပါတယ်ထားပါတော့ဒါတွေကတော့အခုလက်ရှိကျွန်တော်လည်း content writer မလုပ်တော့တာတော့ကြာခဲ့ပါပြီပြီးရင် crisis management သူကmaybe marketing သမားတယောက်အနေနဲ့ပိုရှင်းပြတာကအဆင်ပြေပဲနဲ့တူတယ်ကျွန်တော်နားလည်လို့ရှင်းပြပေးရစီကျွန်တော်နားလည်တာကတော့ဒီက company ဒါမှမဟုတ်ကို brand ကအခြေအနေတစ်ခုထဲမှာရောက်နေပြီဆိုရင်ပြန်ပြီးတော့ develop လုပ်နိုင်မှု skill လိုအပ်ပါတယ် leadership လို့လည်းခေါ်တယ် management လို့လည်းခေါ်ပါတယ်ပြီးရင်cost control recipe control ဒါမျိုးတွေလိုအပ်ပါတယ်ပြီးရင်ဒါက fine နဲ့ mind နဲ့လည်းအကျွမ်းတဝင်ရှိဖို့လိုအပ်ပါတယ်အနည်းဆုံးတော့အကွေအတွက်စီးမှမဆက်နိုင်မင်းနဲ့တော့မဂရာတယောက်အနေနဲ့အလုပ်လုပ်ဖို့တိတ်အဆင်မပြေပါဘူးမဂရာတယောက်ဆိုတာကကိုနဲ့တစ်ခုထားပါတော့ကိုနဲ့လည်းကျွန်တော်တို့ထားဆိုပါစို့ analyze လုပ်မယ်ဆိုပါစို့ကျွန်တော်တို့ ADS တစ်ခုတင်တယ် ADS မှာဘယ် ADS ကိုဘယ် channel မှာသွားတင်လိုက်တာကဒါမှမဟုတ်ဘယ် other ဒါမှမဟုတ် model တယောက်နဲ့လုပ်လိုက်တာကကိုယ့်ရဲ့ brand image ကိုတိုးစေလဲပေါ့ဒါမျိုးတွေသိဖို့လိုအပ်ပါတယ်တချို့ ADS တို့ Nike တို့မှာလည်း Adidas တို့Nike တို့ကလည်းဒါမျိုးstrategy တွေကိုအသုံးများပါတယ်အမျိုးတွေကိုသူတို့ကဒီလူနဲ့ analyze လုပ်ပြီးတော့ဒီလူနဲ့ကျွန်တော်တို့ ADS လုပ်မယ်ပြီးရင်ဒီရောင်းစည်းတွေကိုပြန်ပြီး analyze လုပ်ကြည့်မယ် analyze လုပ်ကြည့်ပြီးတော့ဘယ်နေရာတွေမှာပြန်ဖြည့်တင်တယ်ဘယ်နေရာကတော့ select လိုအပ်နေသေးတယ်ဆိုတော့နောက်ထပ် brand တွေဘယ်လိုလုပ်ရမလဲဒါမျိုးတွေရှိပါတယ်ဆိုတော့ဒါမျိုးတွေကတော့ marketing သမားတယောက်အနေနဲ့ပို့ပြီးပြောတာအဆင်ပြေပါလိမ့်မယ် brand wide consistency ဒီကတော့ကျွန်တော်ထင်ပါတယ် brand ကိုနောက်က AI video နဲ့ဘယ်လိုမျိုးလေးလုပ်မလဲပြီးတော့ဒီခေါင်းစဉ်အောက်မှာကကျွန်တော်ဆွေးနွေးကြအကြောင်းအရာအရင်ပြပါတယ်နောက်ဗီဒီယိုဒီမှာအားရင်ကျွန်တော်ဒီဟာလေးအတွက်တက်ဗီဒီယိုတစ်ပုတ်လုပ်ပေးပါမယ် skill to develop ဘာတွေ best skill တွေ develop ဖြစ်နေလို့လိုအပ်လဲ marketer တယောက်အနေနဲ့ AI တွေသုံးမယ်ဆိုရင် digital marketing plan ကောင်းသိဖို့လိုအပ်ပါတယ်ပြီးရင် audience psychology သိဖို့လိုပါတယ် digital marketing မှာသုံးတဲ့အတွက်ကြောင့်မလို့လူတွေကလေစိုင်မာလာဝယ်တာကလည်းဒီ psychology သုံးပါတယ်တချို့ site နေဆိုရင်ဘေးအရာတွေကအသုံးများလဲအသုံးများတဲ့ဟာတွေကို user တွေဒါမှမဟုတ် audience တွေမြင်အောင်မြင်တဲ့နေရာမှာမြင်နိုင်တဲ့နေရာမှာထားကြပါတယ်ပြီးရင်digital marketing မှာကပို့ပြီးတော့အရေးကြီးတယ် trust ပါဖို့လိုတယ် for translation ဒါလည်းအရေးကြီးတာပဲ digital marketing က digital currency တွေနဲ့တွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ digital payment နဲ့ digital banking တွေနဲ့တွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ် client ကမင်းကိုယုံကြည်မှရမယ်မင်းကိုယုံကြည်မှ digital marketing တစ်ခုကအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ audience ရဲ့ psychology audience တွေဘာတွေကိုကြိုက်လဲသိဖို့လိုပါတယ်ပြီးရင် trend adapted ဆိုတော့ sorry trend ကို analyze လုပ်နိုင်မှရပါမယ်ကျွန်တော် sorry ပါကျွန်တော်ဒီဟာကိုအတန်ထွက်တဲ့နေရာမှာနည်းနည်းလေးအမှားယွင်းဖြစ်နိုင်လို့ကျွန်တော်အတန်ထွက်မပြတော့ပါဘူးဆိုတော့ crisis management ကတော့ကျွန်တော်ခဏကပြောခဲ့တဲ့အတိုင်းပါပဲ
နောက်တစ်မျိုးက video editor တွေဖြစ်ပါတယ် video editor တွေအနေနဲ့ automate test တွေကိုဘယ်လိုနေရာမျိုးတွေမှာအလုပ်လုပ်တင်လဲဘယ်လိုနေရာမျိုးတွေမှာသုံးသင့်လဲဆိုတာကိုဆက်လက်ပြီးရှင်းပြပေးရစေ automate test တွေအနေနဲ့ auto cutting footage တွေလုပ်ရမယ် color correction တွေ generation subtitle တွေဒါမျိုးတွေကို AI နဲ့လုပ်လို့ရပါတယ် AI နဲ့ subtitle တွေကိုခေါင်းစဉ်ထိုးလို့စာရင်းထိုးလို့ရပါတယ် link မှာလည်း software တချို့ရှိပါတယ်ကြည့်လိုအပ်တယ်ဆိုရင်ကျွန်တော်ရဲ့ comment မှာဒါမှမဟုတ်ကျွန်တော်ရဲ့ချက်ပေါက်ကိုလာပြီးပြောလို့ရပါတယ်ကျွန်တော်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော် guideline တင်ပေးပါမယ် human အနေနဲ့က creative storytelling ကောင်းကောင်းရှိဖို့လိုအပ်ပါတယ် complex editing ကောင်းကောင်းတက်ထားဖို့လိုအပ်ပါတယ်နောက်ပိုင်းမှာရွေးစရာတွေကအရင်များလာတယ်Adobe တို့ Lightroom တို့မှာတော့မှ AI version တွေ AI model တွေထည့်သုံးလာပါပြီဆိုတော့ဒီနေရာမှာက video editor တွေက AI သုံးဖို့အတွက်ပို့ပြီးတော့တင့်လျော်တယ်လို့ပြောလို့တော့ရနေပါပြီဘာလို့ဆိုတော့တချို့ Adobe series တွေမှာ AI တွေကို develop လုပ်နေတာအချိန်တစ်ခုဖြစ်နေပါပြီနောက်တစ်ခုက branding ကောင်းကောင်းတက်ထားမှ digital marketing တွေနဲ့ video editor တွေနဲ့တွဲပြီးတော့မြင်ပါတယ်မြန်မာနိုင်ငံမှာခေါ်ရတဲ့ဟာဆိုရင်graphic designer တွေပေါ့အဓိကအချင်း graphic designer တွေ UI UX designer နဲ့မတူဘူးเนาะ graphic designer တွေအနေနဲ့သူတို့က marketer တွေနဲ့တွဲပြီးတော့အလုပ်လုပ်ကြရတာအများပါတယ်ဆိုတော့သူကိုယ်တိုင်ကလည်း brand တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်အဲ့လိုဒီမှာကလည်းကိုယ့်ရဲ့ brand ကိုဘယ်လို video မျိုးတွေနဲ့တည်ဆောက်ရမယ်ဘယ်လို video မျိုးတွေနဲ့ကတော့ကိုယ် brand နဲ့အဆင်ပြေမယ်ဆိုတာကိုသူသိမှာဖြစ်ပါတယ်ဒါမှသာလျှင် AI နဲ့တွဲပြီးတော့အလုပ်လုပ်ဖို့လုပ်တဲ့နေရာမှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ် skill to develop ဖြစ်ဖို့ skill တွေ editing software mastery တဲ့သူပြောတာက Adobe တို့ Lightroom တို့တခြားသော photo editing software တွေကိုကောင်းကောင်းလေးတက်ထားလို့ပါတယ်ဒီ storytelling trend awakening ဆိုတော့ sorry ဒီဟာကကျွန်တော်ကအင်္ဂလိပ်စာအတန်အတွက်တော်တော်ညံ့တဲ့ထဲမှာပါပါတယ်ဆိုတော့အကယ်၍မှားရတာရှိတယ်ဆိုရင်ကျွန်တော်ကိုပြန်ပြီးတော့ပြောလို့ရပါတယ် trend ကိုကောင်းကောင်းနားလည်ဖို့လိုအပ်ပါသေးတယ်ဆိုတော့ဘယ်လို trend တွေမှာ video တွေ quality တင်ရမယ်ဘယ်လို trend တွေမှာဘယ်လို video မျိုးတွေ like ပြီးတော့တင်ရမယ်ဆိုတာအရေးကြီးပါတယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ကိုယ်တိုင်လည်း diploma တယောက်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း AI ကိုတူတူရသုံးပါတယ်ဘယ်လိုနေရာမျိုးတွေမှာသုံးသင့်လဲဆိုတာကိုကျွန်တော်ပြောပါမယ် AI အနေနဲ့ကုတ်ဒီတစ်ချက်ကျွန်တော်က diploma ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတော့ကျွန်တော်ကောင်းကောင်းရှင်းပြနိုင်ပါလိမ့်မယ်ကျွန်တော်တို့ရဲ့နိုင်ငံတော်ကိုရှင်းတက်ခင် recommendation တာတစ်ခုရှိပါတယ်အခုနောက်ကနေပြီးတော့လေ့လာလာတဲ့ကျွန်တော်ကိုယ်တိုင်လည်း intermediate level maybe intermediate level လောက်ပဲရှိပါလိမ့်မယ်ကျွန်တော်နောက်ကလိုက်လာတဲ့ညီလေးတွေကကုတ်ဒီကို AI တွေနဲ့ guideline name scat တွေပေးပြီးတော့ထုတ်နေမယ်စာကိုရေးထားတဲ့ကုတ်ကိုပဲ debug လုပ်ခိုင်းတာမျိုး error fix လုပ်ခိုင်းတာမျိုးဒါမှမဟုတ်ပိုကောင်းတဲ့အကြံဉာဏ်ပေးတာမျိုးကိုပဲလုပ်သင့်ပါတယ် auto ဘယ်လိုလုပ်တင်လဲဆိုတော့ auto generation symbol code တွေကို generate လုပ်တာခဏကျွန်တော်ပြောခဲ့ပါတယ် scat ပေးပြီးတော့ AI တွေကိုထုတ်ခိုင်းတာပေါ့ဒါမျိုးကတော့တိတ်ပြီးတော့အသုံးမပြုသင့်ပါဘူးဒါပေမဲ့ကိုကနောက်ကလိုက်ရင်းပဲဒီ skeleton အနေနဲ့ scat နေတဲ့ကုတ်ကိုယူခြင်းနဲ့ဆိုရင်တော့ဒါအသုံးပြုသင့်တယ်ပြီးရင် debugging ကျွန်တော်ခဏပြောခဲ့ပါတယ် debugging ပြီးရင် organizing UI element UI ဒါကတော့ UI သမားတွေပို့ပြီးသိပါလိမ့်မယ် UI element တွေဘယ်နေရာတွေမှာ user အနေနဲ့ပို့ပြီး interest ဖြစ်မလဲဆိုတာကိုနားလည်ရပါပြီ human အနေနဲ့ကတော့ custom solution ကိုယ်တိုင်က AI တွေထုတ်ပြီးတဲ့ကုတ်တွေကလုံးဝ perfect ဖြစ်သေးပါဘူးတချို့သောမြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့ရဲ့ senior တွေထုတ်ပြောတာတောင်ရှိပါတယ် AI တွေတချို့ AI ဘန်းဆို AI ကုတ်တွေမှာထုတ်ပေးတဲ့ version တွေကအရင်နောက်ကျနေသေးပါတယ်ဆိုတော့ကိုယ်တိုင်က custom solution တွေ custom error fix တွေကိုသုံးပြတဲ့ programming ပေါ်မှာ modi ပြီးတော့ error fix လုပ်နိုင်မှကိုယ်တိုင်က debug လုပ်နိုင်မှပဲပို့ပြီးအဆင်ပြေမှာဖြစ်ပါတယ် complex backend development ကောင်းကောင်းတက်ထားဖို့လိုပါတယ်အနည်းဆုံးတော့လက်ရှိမှာအသုံးများဆုံးကတော့backend မှာဆိုရင် Python တို့ R တို့သုံးပါတယ်security and scalability ပေါ့ဒါကတော့maybe ဆိုပါစို့ကိုရီသုံးပြုတဲ့နေရာမှာကိုရီရဲ့ role ပေါ်မူတည်ပြီးတော့ဒီစလုံးနှလုံးဒီရှင်းပြဖို့အရင်အကြောင်းအရာကြီးပါတယ်
ဆိုပါစို့ကျွန်တော် programmer တယောက်အနေနဲ့ဆိုရင် programmer တွေကလည်းmaybe section တွေ caption တွေ title တွေအများများဆိုတော့မိမိရဲ့ security အကြောင်းနားလည်ဖို့လိုအပ်တယ်လို့ပဲပြောချင်ပါတယ်ပြီးရင် UX improvement ထားပါတော့ UX improvement ကတော့နားလည်မယ်လို့ထင်ပါတယ် skill to develop ဘယ် skill တွေ develop လုပ်ဖို့ဖြစ်ဖို့လိုအပ်တယ် coding problem solving soft skill တွေလည်းလိုအပ်ပါသေးတယ်မှတ်ထားပါဒီထဲမှာကျွန်တော်မရေးမိထားပါဘူး soft skill တွေလည်းdeveloper တယောက်အနေနဲ့အရေးကြီးပါတယ်ပြီးရင်ဒီစာကြောင်းလေးကိုကျွန်တော်အကျေတဝက်ရှင်းပြပေးရစီကျွန်တော်ကိုmaybe ကျွန်တော်မှတ်တော့မမှတ်မိပါဘူးကျွန်တော်ရဲ့လေးစားရတဲ့ senior တယောက်ဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်သူပြောရလေးနားထောင်မှုတယ်maybe YouTube မှာဖြစ်နိုင်ပါတယ်သူကပြောတာကဒီမြန်လောက်ကဟာဒီရာစုနှစ်ကအပြောင်းလဲအရေးအများဆုံးရာစုနှစ်တစ်ခုဖြစ်ပါတယ်နိမြန်လောက်ကမှာနိပညာကိုကောင်းကောင်းသုံးချခြင်းနေဆိုရင်ထပ်ပြီးတော့ skill တွေလည်းလေ့လာခြင်းနေဆိုရင်မိမအိတ်ခင်အနည်းဆုံးdeveloper ဆိုလည်းအနည်းဆုံးကိုမတိသေးတဲ့ကိုမကျွမ်းကျင်နေတဲ့အပိုင်းကပြီးဒါမှမဟုတ်စာအုပ်တက်ဖို့ပဲဖြစ်ဖြစ်ဖတ်ပြီးတော့အိတ်တာဖို့အဆင်ပြေပါလိမ့်မယ်ပြီးရင်ဒါမှမဟုတ်ရင်ဗီဒီယို9ပုတ်အနည်းဆုံးကြည့်တင်ပါတယ်ကျွန်တော်လည်းအဲ့တိုင်းပဲလိုက်လုပ်ပါတယ်ဆိုတော့နောက်တစ်မျိုးကတော့ translator တွေဖြစ်ပါတယ် translator တွေအနေနဲ့လည်းခဏကျွန်တော်ပြောပါတယ် limit မှာ auto translate လုပ်လို့ရတယ်ဒါပေမဲ့ perfect တော့မဖြစ်ပါဘူး automate text translating basic text translator အနေနဲ့ဘာလို့အမလဲလို့ကျွန်တော်မေးရခါမှာဒီအရာတွေကိုမပြောဘဲနဲ့လူကြီးမင်းတို့ခေါင်းထဲမှာမြင်မယ်လို့ထင်ပါတယ် grammar တွေအနည်းဆုံးတော့ grammar correction ကိုကောင်းကောင်းနားလည်လို့ရပါနားလည်ဖို့လိုအပ်ပါတယ် translating text တွေဘယ်လို idea တွေနဲ့ထုတ်ဖို့ဘာသာစကားတစ်ခုကနေပြီးတော့ဘာသာစကားတစ်ခုကို translate လုပ်တဲ့နေရာမှာစကားလုံးအသုံးအနှုန်းကအရင်ကြီးကြည့်ပါတယ်ပြီးရင် subtitle generation ကတော့ AI နဲ့ကောင်းကောင်းလုပ်နိုင်ပါတယ်နေုံရင်စမ်းကြည့်ပါ human role human အနေနဲ့ဘယ်လိုအကြောင်းအရာမျိုးနဲ့လာပြီးလုပ်နိုင်မလဲဘယ်လိုအကြောင်းအရာမျိုးကောင်းကောင်းသိထားမှ AI နဲ့တွဲလို့အဆင်ပြေမလဲဆိုတော့ adapting meaning with culture and nonsense ကျွန်တော်ခဏကပြောလိုက်တဲ့ခေါင်းစဉ်ပါပဲဘာသာစကားတစ်ခုကနေပြီးတော့ဘာသာစကားတစ်ခုကို translate လုပ်တဲ့နေရာမှာစကားလုံးအသုံးအနှုန်းရွေးနိုင်လို့ကအရေးကြီးပါတယ်ဒါတွေကိုmaybe professional translator တွေကောင်းကောင်းနားလည်လိမ့်မယ်လို့ထင်ပါတယ် industry specific translation ဒါကဒီမျိုးတယောက်အနေနဲ့ဒီဗီဒီယိုကြည့်နေရင်ဆိုတော့ဒီမျိုးနဲ့အသားကျပြီးသားဖြစ်တဲ့စာကြောင်းတွေကိုရွေးချယ်ပြီးတော့ translator အနေနဲ့အသုံးပြုဖို့လိုပါတယ်ဒါမှသာလူငယ်တွေကမြန်မှတ်နိုင်တယ်မြန်နားလည်နိုင်မှာဖြစ်ပါတယ် maintaining tone and style ဒါတွေကတော့maybe အခုပြောနေတာက digital room မှာဖြစ်ပါတယ်အပြင်မှာမဟုတ်ပါဘူးအပြင်မှာphysical အနေနဲ့ဆင်းပြီးတော့ foreigner တွေနောက်ကိုလိုက်ပြီးတော့ translating လုပ်နေတဲ့လူတွေလည်းအသုံးတော့ပြုနိုင်ပါတယ်ဒါပေမဲ့သူ့အတွက်ကတော့ကျွန်တော် specific လုပ်ထားတာမရှိပါဘူး skill to develop ကတော့ဒီစာကြောင်းတွေကိုမကြည့်ဘဲတော့ပြောလို့ရပါတယ်ဘာသာတစ်ခုကိုနှံ့ဆက်လေ့လာဖို့လိုပါတယ်ပြီးရင်နှံ့ဆက်သိဖို့လိုပါတယ်အဲ့ဘာသာစကားကို translate လုပ်မဲ့ဘာသာစကားနဲ့ကိုယ့်ရဲ့မိခင်ဘာသာစကားနှစ်ခုလုံးရဲ့ culture တွေနားလည်ထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ကျွန်တော်ဘယ်လိုလူမျိုးတွေကအသုံးပြုတဲ့လဲဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ဒီဟာလေးတွေကနမူနာအနေနဲ့ပဲရှိပါသေးတယ်တခြားနေရာတွေမှာအသုံးပြုနေရရှိပါတယ် business တခြား HR position တွေမှာလည်း system တချို့ system တွေအသုံးပြုနေပါပြီဆိုတော့ကျွန်တော်တို့နောက်တစ်မျိုးတားရအောင်ပါခေါင်းစဉ်နောက်တစ်ခုကတော့ AI and personal branding ပါ AI ကပြီးကြည့်ပါ AI ကဖန်တီးထားတဲ့အကြောင်းအရာတွေအများကြီးရှိနေတဲ့ world တစ်ခုမှာ singular တစ်ခုမှာဘယ်အရာတွေကအရေးကြီးပါလဲကိုယ်အနေနဲ့တွေးကြည့်ပါတချို့က AI တွေများလာရင်အလုပ်တွေပျောက်သွားမှာဆိုရင်မဆိုးရပါနဲ့ကျွန်တော်ပြောတဲ့ခေါင်းစဉ်လေးကိုတစ်ချက်စဉ်းစားကြည့်ပါမိမိမှာ skill တွေရှိမယ်skill နဲ့ညီမျှတဲ့ experience တွေရှိမယ်ဆိုရင်ပို့ပြီးတော့တန်ဖိုးရှိပါတယ်ပြီးရင် AI မှာသုံးတတ်မယ်ဆိုရင်ပို့ပြီးတော့တန်ဖိုးမြင့်လာပါလိမ့်မယ်ပြီးရင်
AI ဒီ recommendation အတွက်ပဲ develop ဖြစ်ပါတယ်လက်ရှိသူတို့ကိုယ်တိုင် decision ချနိုင်မှုအရန်ဝေးပါသေးတယ်ဒါကြောင့်မလို့လူသားတွေရဲ့ထိုးထွင်းသိမြင်နိုင်မှုlogical thinking critical thinking ပြီးရင်တခြားသော thinking style တွေလိုအပ်ပါသေးတယ်ဒါတွေကိုဦးစားပေးပြီးတော့နောက်ထပ် company တွေနောက်ထပ်အလုပ်တွေကခေါ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပြီးရင် AI ရဲ့ personal branding လုပ်မယ်ဆိုရင်တချို့က social media မှာစနေပြီခဏကျွန်တော်ပြောခဲ့ပါတယ် TikTok မှာDJ Big တွေကို AI ကနေပြီးတော့တုံးနေထုတ်ပြီးတော့သူတို့ကိုယ်တိုင်ဗီဒီယိုတွေလုပ်ပြီးတင်တာရှိပါတယ်ဆိုတော့လိုပါပဲဒီတော့ sharing ပေါ့ sharing ဘယ်လိုလုပ်ရမလဲမိမိကိုယ်တိုင်က share ပြီးမှအားလုံးကြရအဆင်ပြေပါလိမ့်မယ်ချို့လူတွေကနားလည်ဖို့ခက်ခဲပါသေးတယ် AI app တွေ AI tools တွေအကြောင်းတွေကိုပြောပြနေတဲ့ blog တွေလည်းရှိနေပါပြီ postcard တွေလည်းအများကြီးပါ social media မှာလည်း share နေတဲ့လူတွေအများကြီးရှိပါတယ်ပြီးရင် social media မှာ AI ကိုအသုံးပြုပြီးတော့ branding လုပ်နေတဲ့လူတွေလည်းရှိပါတယ်ပြီးရင် sorry analyze ကောင်းကောင်းလုပ်နိုင်ဖို့လိုအပ်ပါတယ် AI project တစ်ခုချင်း AI trainer အနေနဲ့တော့၎င်း AI developer အနေနဲ့တော့၎င်း AI user အနေနဲ့တော့၎င်းကိစ္စရဲ့တစ်ခုကိုလုပ်တော့မယ်ဆိုရင် analyze ကောင်းကောင်းလုပ်ထားဖို့လိုအပ်ပါတယ်ဒါမှမိမိသုံးပြုတဲ့ field မှာပဲ AI တွေကိုသုံးပြုတယ် AI app တွေကတော့ကောင်းတယ် AI tools တွေကတော့ကောင်းတယ်ဆိုပြီးတော့ဖြစ်လာမှာဖြစ်ပါတယ်အကယ်၍မိမိရွေးချယ်ခဲ့တဲ့decision တွေမှားသွားရင်လည်းတိတ်ပြီးတော့ကိုထင်ထားသလောက်အောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူးပြီးရင် AI trainer တွေနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်တာအကောင်းဆုံးဖြစ်ပါတယ် AI trainer တွေကို collaboration လုပ်ပြီးတော့တဲ့ branding ကိုတည်ဆောက်နိုင်ပါတယ်အကယ်၍ marketing ဆိုရင်လည်း DeepSeek တို့ DeepSeek တို့ပြီးရင်တခြားသော marketing AI တွေအများကြီးရှိပါသေးတယ်ပြီးရင် Meta မှာလည်းလက်ရှိ boosting လုပ်နေတဲ့နေရာမှာ AI တွေကိုသုံးပြီးတော့ analyze လုပ်လာတာမြင်ပါလိမ့်မယ်ပြီးရင်သူတို့ရဲ့ algorithm တွေကအရင်ကောင်းပါတယ်ကျွန်တော်ကြားရတာတစ်ခုရှိပါတယ် Facebook ကတဲ့လူကြီးမျိုးတို့တနေ့တာအသုံးပြုနေတဲ့ဖုန်းကနေပြီးတော့data တွေ research လုပ်တဲ့နေရာမှာဘယ်လိုလိုက်များသလားအထိတောင်ခွဲနိုင်ပါတယ်တဲ့ဆိုတော့ဒီဟာကတော့ကျွန်တော်က maybe theory တစ်ခုကြားဦးခဲ့တာဖြစ်ပါလိမ့်မယ်ဒါကတော့လုံးဝကြီး perfect ဖြစ်ပြီးမှန်နေမယ်လို့တော့ကျွန်တော်မထင်ပါဘူးဒါပေမဲ့လူကြီးမျိုးတို့ကထားပါတော့အင်ကြီးအသေးလေးတွေလိုချင်တယ်အင်ကြီးအကြောင်းလေးတွေကိုရိုက်ရှာလိုက်တဲ့ဆိုရင်နောက်နေ့ဒါမှမဟုတ်နောက်ထပ်တစ်နာရီနှစ်နာရီအတွင်းမှာအင်ကြီး ADS ထိုးထားတဲ့post တွေလူကြီးမျိုးတို့စီတက်လာမြင်ပါလိမ့်မယ်ဒါက Facebook ရဲ့ algorithm တစ်ခုဖြစ်ပါတယ်ဒါက AI မဖြစ်လာခင်အဆင့်လေးတစ်ခုပဲရှိပါသေးတယ်ဆိုတော့ AI developer တွေ AI professional တွေအနေနဲ့ဘာတွေများဆက်ပြီးလုပ်နိုင်အောင်ပါလဲဒီစရာတစ်ခုဖြစ်ပါတယ်business တချို့တော့ business position တွေမှာဆိုလည်းခေါ်နေပါပြီကျွန်တော်လည်းလက်ရှိ online မှာတွေ့နေရပါတယ်ဆိုတော့နောက်တစ်ခုဆက်သွားရအောင် AI driven personal brand တစ်ခုတည်ဆောက်ရင်ဘာလို့ရလဲ content monetization လိုအပ်ပါတယ် sponsor တွေ ADS တွေ premium content တွေ online course တွေစသဖြင့်မိမိ brand ကိုတည်ဆောက်နိုင်တယ်မိမိကိုယ်တိုင်ဝင်ငွေရှာနိုင်ပါတယ်ဒီလိုမျိုးရှာနိုင်အောင်လို့လည်းကျွန်တော်လက်ရှိ course ကို develop လုပ်ခဲ့တာ less လုပ်ခဲ့တာဖြစ်ပါတယ်အတက်ပညာတစ်ခုတိုးခဲ့ဒါကကိုယ့်ရဲ့စိုးကျိုးကိုတော့မဖြစ်စေပါဘူး Decision Consulting Partnership အခွင့်အလမ်းတွေကိုလည်း AI တွေနဲ့ analyze လုပ်ခြင်း AI တွေနဲ့ branding လုပ်ခြင်းကနေပြီးတော့ကောင်းကောင်း research ကောင်းကောင်းကိုထွက်လာစေပါတယ်မယုံရင်စံပေးလိပါကျွန်တော်ကအများကြီးတော့မပြောပါဘူးအကယ်၍မိမိတို့ဒီကျွန်တော်တို့လက်ရှိAI တွေတခြားသော business AI တွေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ Byvisa ကိုတတိယလိုက်ပါ Byvisa မှာ AI Premium ChatGPT ကနေစပြီးလုပ်ငန်းသုံး AI တွေအထိကျွန်တော်တို့ team တွေနဲ့ချိတ်ဆက်ထားပါတယ်ကျွန်တော်တို့ team တွေနဲ့ပြန်လည်ပြီးတော့လုပ်ငန်းရှင်တွေနဲ့အကောင်းဆုံးဖြစ်မဲ့ AI မျိုးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ပြန်လည် recommend ပေးပြီးတော့ဒါမျိုးတော့သုံးသင့်တယ်ဆိုပြီးတော့ပြန်လည် recommend ပေးပြီးရောင်းချပေးဖို့အဆင်သင့်ဖြစ်နေပါပြီဆိုတော့ဆက်သွားလိုက်ရအောင်ဒီလက်ရှိဒီຢာတွေကို Instagram မှာသွားရှာကြည့်ပါသူတို့တွေဒီ influencer တွေဖြစ်ပါတယ်ဒီ influencer တွေက AI တွေကိုအသုံးပြုပြီးတော့
branding လုပ်နေတာဖြစ်ပါတယ် marketing လုပ်နေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အထက်ကပြောခဲ့အကုန်လုံးထဲမှာမှတချို့အကြောင်းအရာတွေကိုဒီနေရာမှာရှိပါတယ်လက်ရှိလဲသုံးနေပါတယ်ဆိုပြီးကျွန်တော်ပြတာဖြစ်ပါတယ်ဆိုတော့ AI မှာကအမျိုးမျိုးသောအကြောင်းအရာတွေကိုအသုံးပြုပါတယ်မျိုးမျိုးသော AI တွေရှိပါတယ်လက်ရှိကျွန်တော်ပြတာကတော့photo တွေထုတ်ပြီးတော့ video photo တွေထုတ်နေတဲ့ဟာတွေပေါ့influencer တွေပေါ့တယောက်ကတော့ majority သုံးတယ်လို့ Mid Journey ပေါ့ဒါတော့ Mid Journey သုံးတယ်လို့ပြောပါတယ်တယောက်ကတော့ဆိုတော့ Master Train AI သုံးတယ်လို့ပြောပါတယ်ဒါကmaybe တွက်ထားကြည့်တာကပို့ပြီးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ lesson 3လေးကိုဒီနေရာမှာပဲအဆုံးသတ်ပြရစီ lesson 4ကိုနောက်ထပ်2ရက်နေကျွန်တော်တို့ထပ်လာဖို့ရှိပါတယ်အားလုံးပဲကျွန်တော်ဒီသင်ခန်းစာမှာကျွန်တော်ကဒါကပထမဆုံးကျွန်တော်ရဲ့ course ဖြစ်တယ်ကျွန်တော်ရဲ့ပထမဆုံး public ကို launch လုပ်တဲ့ course ဖြစ်တော့မှားတာတွေရှိကြရင်လည်းပြောပါကျွန်တော်နည်းနည်းလေး exact ဖြစ်တော့တချို့ meaning တွေတချို့ spelling တွေထောက်တာမျိုးတွေရှိပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း AI influencer တယောက်အနေနဲ့ရက်ဒီကိုခြေလှမ်းတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်မှားရတာရှိပါကကျွန်တော်ဒီညမှာကနေပြီးတော့တောင်းပန်ပါတယ်ကျွန်တော်ကို recommend ပြန်ပေးကြပါပြန်ပြင်ပေးကြပါဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ